မူရစ်နေတဲ့လူတစ်ယောက်ကအိမ်တအိမ်ရှိကိုရိုင်းတိရိုင်ထိုးနဲ့ရောက်လာခဲ့ပါတယ်။သူကအဲ့ဒီအိမ်ရှိကမြက်ခင်းပြင်ကိုရိုင်းဆိုင်ဆိုင်နဲ့ဖျက်ဆီးပစ်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအိမ်ရဲ့ရှေ့တကားကြီးကအလိုလျောက်ပွင့်လာတာကိုသူသတိထားမိလိုက်ပါတယ်။ခြောက်ချားစရာကောင်းလောက်အောင်ပဲအိမ်ထဲကနေတွေးရောင်လန်းနေတဲ့စွန်ရဲတရုပ်ဟာလွင့်ထွက်လာခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာတော့အဲ့ဒီလူဟာစိတ်ညှို့ခံထားရတယ်လို့မျိုးအိမ်ထဲကိုလမ်းလျှောက်ဝင်သွားပါတော့တယ်။သူကအဲ့ဒီစွန်ကိုထိလိုက်မိတဲ့အချိန်မှာပဲထူးဆန်းတဲ့အင်အားတစ်ခုကသူ့ကိုအိမ်ထဲကိုဆွဲခေါ်သွားပါတော့တယ်။နောက်တစ်နေ့မှာတော့ကောင်မလေးတစ်ယောက်ကသူမရဲ့ဆက်ပီးလေးကိုစီးပြီးတချင်းတင်းကြီးနဲ့မြို့လေးထဲမှာလက်ပတ်သွားနေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူမရဲ့ဆက်ပီးတွေဟာမြက်ခင်းပြင်ထဲကိုကျုံဝင်သွားပါတော့တယ်။သူမဘလောက်ပဲနင်းဆက်ပီးကတလက်မတောင်ရွေ့မလာခဲ့ပါဘူး။တိရွက်ချောက်တွေလွင့်နေတဲ့ကြားမှာကောင်မလေးကမြက်ခင်းပြင်အစုံကအိမ်ဟောင်းကြီးကိုတတိထားကြည့်မိလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲတကားကပွင့်လာပြီးခါကုန်းကုန်းနဲ့ထူးဆန်းတဲ့အဖိုးကြီးတစ်ယောက်ပြေးထွက်လာပါတယ်။သူ့ရဲ့မျက်လုံးတွေထဲမှာတော့ထိမ့်မနိုင်သိမရဒေါသတွေတောက်လောင်နေခဲ့တာပါ။အဖိုးကြီးကကောင်မလေးကိုခွင့်မလွတ်နိုင်တဲ့ပြစ်မှုတစ်ခုကျူးလွန်ထားသလိုမျိုးအတန်ကကြီးနဲ့အော်ဟစ်ဆဲဆိုပါတော့တယ်။နင်းဘဝကိုနင်းပြန်လို့ချင်းသေးလားမလို့ချင်းဘူးဆိုရင်အခုချက်ချင်းထွက်သွားလို့သူကအော်လိုက်ပါတယ်။ကောင်မလေးကကြောက်လန့်တကြားအော်ဟစ်ခဲ့ပေမဲ့သူမရဲ့ဆက်ပီးလေးကိုတော့စွန့်ပစ်မသွားနိုင်ခဲ့ပါဘူး။ဒါကိုမြင်တဲ့အဖိုးကြီးကဆက်ပီးကိုနှစ်ပိုင်းပြတ်သွားအောင်ဆွဲဖျက်ပစ်လိုက်ပါတယ်။ကောင်မလေးဟာငိုပြီးအိမ်ပြန်သွားရုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီအဖိုးကြီးကအိမ်ထဲကိုပြန်ဝင်ခါနီးမှာပခုံးကြော်ပြီးတစ်ခုခုကိုလန့်ကြည့်လိုက်ပါတယ်။အဲ့ဒီအဖိုးကြီးကိုချောင်းကြည့်နေတဲ့ကောင်လေးနာမည်ကတော့ DJ ပါ။သူ့ရဲ့ဝါသနာကတော့ဒီအိမ်ကြီးကိုနေ့တိုင်းစောင့်ကြည့်ပြီးမှတ်စုတွေဓာတ်ပုံတွေရိုက်ထားတာပဲဖြစ်ပါတယ်။မျက်စိရှိကအိမ်ကြီးမှာမောင်မိုက်တဲ့ရှိုးဝက်ချက်တစ်ခုရှိနေရဲ့လို့သူကအခိုင်အမာယုံကြည်နေတာပါ။ဘာကြောင့်လဲဆိုတော့အဲ့ဒီမြက်ခင်းပေါ်ကြာတမ်းမြအရာအလုံးကိုအဖိုးကြီးကတင်းသွားတာဒါမှမဟုတ်မြက်ခင်းကပဲဝါမျိုးပစ်တာမျိုးဖြစ်နေလို့ပါ။ DJ ကသူ့မိဘတွေကိုပြောပြပေမဲ့သူတို့ကတော့ဒါကိုတိတ်ကယူမဆိုင်ခဲ့ကြပါဘူး။လူတွေကိုလိုက်ချောင်းမကြည့်ဖို့ဆုံးမပြီးအပျော်ခီးထွက်သွားကြပါတော့တယ်။မိဘတွေထွက်သွားတဲ့အခါမှာ DJ ကစိတ်အေးသွားရပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့သူငယ်ချင်းမိုက်ကဆော့ဖို့ရောက်လာခဲ့ပါတယ်။ဒီတစ်ခါဘတ်စကတ်ဘောကစားနေတော့မှမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြန်ပါတယ်။ဘောလုံးကအဲ့ဒီအိမ်ကြီးရဲ့မြက်ခင်းပေါ်ကိုလိမ့်သွားခဲ့တာပါ။ကောင်လေးနှစ်ယောက်လုံးအကြီးအကျယ်ထိတ်လန့်သွားကြပါတယ်။အဲ့ဒီမြက်ခင်းပေါ်ရောက်သမျှအရာအလုံးဟာဝါမျိုးခံရမှာကိုသိနေကြလို့ပါ။မိုက်က DJ ကိုဘောလုံးသွားကောက်ဖို့တိုက်တွန်းပါတော့တယ်။ DJ လည်းဘာမှမတတ်နိုင်ပဲကြောက်ကြောက်လန့်လန့်နဲ့ဘောလုံးစီကိုသွားခဲ့ရပါတယ်။သူဘောလုံးသားရောက်ခါနီးမှာပဲအိမ်တကားပွင့်တန်ကဟိန်းထွက်လာပါတယ်။အမောင်ငယ်ကနေအဲ့ဒီထူးဆန်းတဲ့အဖိုးကြီးကရုတ်တရက်ထွက်လာခဲ့တာပါ။သူက DJ ကိုဖမ်းဆွဲပြီးတော့တဆစီဆွဲဖြဲပစ်တော့မဲ့အတိုင်းအော်ဟစ်ဆဲဆိုပါတော့တယ်။ဒါပေမဲ့ရုတ်တရက်အဖိုးကြီးရဲ့မျက်နှာကထူးဆန်းသွားပါတယ်။နောက်တစ်စက္ကန့်မှာတော့သူကကောင်လေးတွေရဲ့ရှေ့မှာတင်လဲကျသွားပါတော့တယ်။မကြခင်မှာပဲလူနာတင်ကားရောက်လာပါတယ်။အဖိုးကြီးကိုလူနာတင်စင်နဲ့တဲသွားချိန်မှာတောက်ပတ်နေတဲ့အရာတစ်ခုကို DJ ကမြင်လိုက်ရပါတယ်။အနားကိုတိုးကြည့်လိုက်တဲ့အခါမှာတော့ဒါဟာတော့တချောင်းဖြစ်နေခဲ့တာပါ။ DJ ကအဲ့ဒီတော့ကိုကောက်ယူပြီးလက်ထဲမှာကြစ်ပါအောင်စုပ်ကင်ထားလိုက်ပါတယ်။လူတိုင်းသတိမထားမိလိုက်တာကတော့လူနာတင်စင်ရဲ့ဘီးတွေကိုမြက်ခင်းကဖြည်းဖြည်းချင်းဝါမျိုးနေတာပါပဲ။အဲ့ဒီအိမ်ကြီးဟာတက်ရှိတစ်ခုလိုဖြစ်နေခဲ့တာပါ။ DJ ကတော့ကြောင်တောင်တောင်နဲ့အိမ်ပြန်လာခဲ့ပါတယ်။သူဟာလူသက်သမားတစ်ယောက်ဖြစ်သွားပြီလားဆိုပြီးကိုတောင်မယုံနိုင်အောင်ဖြစ်နေခဲ့တာပါ။အဲ့ဒီအိမ်ကြီးကိုစောင့်ကြည့်ဖို့မလိုတော့ဘူးလို့သူကထင်လိုက်ပြီးအိပ်ပျော်သွားခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုရှို့ဝက်ဆန်းပြတဲ့ဝိညာဉ်ရိပ်တစ်ခုကသူ့ရဲ့အိတ်ခမ်းထဲကိုဖြည်းဖြည်းချင်းစိတ်ဝင်လာပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့တန်းကောင်ရံအချိန်ရောက်နေပါပြီ။ကုတင်ဘေးကဖုန်းကရုတ်တရက်မြည်လာပါတယ်။သူဖုန်းကိုကိုင်လိုက်တဲ့အခါမှာတော့ထူးဆန်းပြီးနားမလည်နိုင်တဲ့အတန်တွေပဲကြားရပါတယ်။ဒါကိုနောက်ပြောင်လာလို့ထင်ပြီး DJ ကအဲ့ဒီနံပါတ်ကိုပြန်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ချက်ချင်းဆိုသလိုပဲသူနောင်တရသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဖုန်းမိတန်ကမျက်စိရှိကအိမ်အိုကြီးတဲကနေထွက်ပေါ်လာလို့ပါ။ DJ ကတေချာကြည့်ဖို့ပြတင်းပေါက်ကိုဖွင့်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့နောက်ွယ်မှာလူရိပ်တစ်ခုပေါ်လာပါတယ်။အဲ့ဒီလူကတော့သူ့ကိုထိမ့်ပေးတဲ့ကလေးထိမ့်မနဲ့သူမရဲ့ရေးစားတို့နောက်ပြောင်နေတာပဲဖြစ်ပါတယ်။ DJ ကထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုအကြောင်းပြောပြပေမဲ့သူတို့ကတော့အိမ်ကြီးချင်းကိုဒုက္ခပေးနေတယ်လို့ပဲပြန်ဆွဆွဲခဲ့ကြပါတယ်။အဖိုးကြီးတေဆုံးသွားပြီလို့ပြောပြတဲ့အခါမှသာသူတို့တွေတခုခုမားနေပြီဆိုတာသိလိုက်ရပါတယ်။ဒါတောင်မှသူတို့ကတိတ်ပြီးအလေးမထားခဲ့ကြပါဘူး။ဘာမှမတတ်နိုင်တဲ့အဆုံး DJ ကမိုက်ကိုဖုန်းဆက်ခေါ်လိုက်ပြီးအိမ်ကြီးကိုအတူတူသွားစစ်ဆေးဖို့သဘောတူလိုက်ကြပါတယ်။တစ်ဖက်မှာတော့ကလေးထိမ့်မရဲ့ရေးစားကအရက်မူးမူးနဲ့အိမ်ကြီးစီကိုသွားခဲ့ပါတယ်။အဖိုးကြီးမရှိတော့တဲ့အတွက်သူကဘာကိုမှမကြောက်တော့ပါဘူး။သူကအရက်ပုလင်းနဲ့မျက်ခင်းပြင်ကိုအားရပါးရပြစ်ပေါက်ပြီးမျက်တွေကိုနင်းချေချက်စီလိုက်ပါတယ်။သူတတိပြန်ဝင်လာတဲ့အချိန်မှာတော့အိမ်ရှိတကားကပွင့်နေပြီးအနီရောင်စုံတရုတ်ကလေထဲမှာထူးဆန်းစွာဝဲနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီစုံကသူငယ်ငယ်တုန်းကပျောက်သွားခဲ့တဲ့စုံလေးဖြစ်နေခဲ့တာပါ။သူဟာစိတ်လွတ်သွားတယ်လို့မျိုးအိမ်ထဲကိုလမ်းလျှောက်သွားခဲ့ပါတယ်။သူ့ရဲ့လက်ချောင်းတွေကဒီစုံကိုထိလိုက်မိတဲ့အချိန်မှာပဲထူးဆန်းတဲ့အင်အားတစ်ခုကသူ့ကိုအိမ်ထဲကိုဆွဲခေါ်သွားပါတော့တယ်။ငယ်ချင်းနှစ်ယောက်ဟာစွန့်စားဖို့အတွက်တရေချောက်တဲ့အင်ကြီးရှိကိုရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့မိုက်ကတော့အဲ့ဒီအိမ်မှာတရေရှိတယ်ဆိုတာကိုလုံးဝမယုံကြည်ခဲ့ပါဘူး။ဒါကြောင့်သူကအင်ကြီးမှာတရေမရှိကြောင်းတက်တည်ပြဖို့အတွက်အိမ်ရှိမှာရက်ပြီးတေဆုံးသွားတဲ့အိမ်ပိုင်ရှင်ဖိုးကြီးရဲ့ဟန်ပန်တွေကိုလောင်ပြောင်တရော်ပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူကအင်ကြီးကိုစင်ခေါ်တဲ့အနေနဲ့လူခေါ်ဘဲကိုဖိနှိပ်လိုက်ပါတော့တယ်။ဘဲတံမီသွားတာနဲ့တပြိုင်နက်အင်ကြီးရဲ့မျက်လုံးတွေဟာကြောက်မက်ဖွယ်ကောင်းအောင်လင်းထွက်လာခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာတော့အင်ကြီးရဲ့ရှေ့တကားဟာဝန်းခနဲ့ပွင့်သွားပြီးအင်ကျန်းပြင်ဟာချွန်ထက်တဲ့တွိုင်းကြီးတွေဖြစ်ပြောင်းလဲသွားတယ်လို့ကျန်းပြင်ပေါ်ကကော်စောကလည်းအင်ကြီးရဲ့ရှာဖြစ်ပြောင်းလဲပြီးမိုက်ကိုဖမ်းဆွဲဖို့ကြိုးစားပါတော့တယ်။မိုက်ခါကြောက်လန့်တကြားနဲ့ယူမိုက်နေတဲ့လူတစ်ယောက်လိုအပြင်ဘက်ကိုအတင်းပြေးထွက်ခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသူဟာအဲ့ဒီလူသားစားအင်ကြီးရဲ့ရန်ကနေလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီတော့မှပဲဒါဟာတကယ်ကိုလူသားစားတဲ့အင်ကြီးဆိုတာကိုမိုက်တယောက်ယုံကြည်သွားပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာအဲ့ဒီအင်ကြီးကိုပဲစောင့်ကြည့်နေခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ဟာဟာလိုဝင်းရဲတဲ့ဘုံရောက်ကပွဲတော်နေ့ဖြစ်နေလို့ပါ။ကလေးတွေမုံသွားတောင်းရင်းနဲ့အင်ကြီးရဲ့ဝါမျိုးတာကိုခံရမှာကိုသူတို့စိုးရိမ်နေခဲ့ကြပါတယ်။ထင်ထားတဲ့အတိုင်းမှာပဲမနက်စောစောမှတင်မုံရောင်းတဲ့ကောင်မလေးတယောက်အဲ့ဒီအင်ကြီးစီကိုရှောက်သွားနေတာကိုသူတို့တွေ့လိုက်ရပါတယ်။သူတို့ကကောင်မလေးကိုတားဖို့အပြေးလွှားသွားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီ။အင်ကြီးဟာကောင်မလေးရဲ့ရှေ့မှာတင်ကြောက်မက်ဖွယ်ပုံစံကိုပြောင်းလဲလိုက်ပြီးခြေလမ်းအောက်ကလေကားထစ်တွေဟာလေထဲကိုပြန်တက်သွားပါတော့တယ်
လေကားထစ်တွေကကောင်မလေးကိုအိမ်ထဲကိုရောက်သွားအောင်တဆင့်ပြီးတဆင့်ပြစ်တင်ပေးနေတဲ့အချိန်မှာပဲအီမီရဲ့အသက်ဟာစိုးရိမ်စရာအခြေအနေကိုရောက်သွားခဲ့ပါတယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲမိုက်နဲ့ DJ တို့ကကောင်မလေးကိုမျက်ခင်းပေါ်ရောက်အောင်အတင်းဆွဲခေါ်ပြီးကယ်ထုတ်နိုင်ခဲ့ပါတယ်ကလေးထိန်းမရောက်လာတဲ့အခါမှာတော့အင်ကြီးဟာဘာမှမဖြစ်ခဲ့တယ်လို့မျိုးသူ့ရဲ့မူလပုံစံအတိုင်းပြန်ပြီးပုံကွယ်သွားခဲ့ပါတယ်အဲ့ဒီနောက်သူတို့အားလုံး DJ ရဲ့အခန်းထဲကိုပြန်လာခဲ့ကြပြီး DJ ကဂျန်နီကိုအင်ကြီးနဲ့ပတ်သက်သမျှအကြောင်းစုံကိုပြောပြခဲ့ပါတယ်ဂျန်နီကသူမရဲ့အမေစီကိုဖုန်းဆက်ပြောပေမဲ့လူကြီးတွေကတော့ဒါကိုကလေးတွေရဲ့နောက်ပြောင်မှုလို့ပဲထင်နေကြပါတယ်ဒါကြောင့်ဂျန်နီကရဲတွေကိုဖုန်းဆက်ခေါ်လိုက်ပေမဲ့ရဲတွေရောက်လာတဲ့အခါမှာလဲကလေး၃ယောက်ရဲ့နောက်ပြောင်မှုလို့ပဲသတ်မှတ်ပြီးစူပူကမောင်းထွက်သွားခဲ့ပါတယ်အကူညီမရတော့တဲ့အဆုံးသူတို့ဘာသာသူတို့အဲ့ဒီအင်ကြီးကိုဖျက်ဆီးဖို့အသေးစိတ်စီမံကိန်းတစ်ခုကိုရေးဆွဲခဲ့ကြပါတယ်အရင်ဆုံးမိုက်ကအိတ်ဆေးတွေအများကြီးသွားဝယ်လိုက်ပြီးရေကူးကန်တန်ရှင်းရေးလုပ်တဲ့ဆက်နဲ့လူရုပ်တုတစ်ခုလုပ်လိုက်ပါတယ်အစီအစဉ်ကတော့အဲ့ဒီလူရုပ်ထဲမှာအိတ်ဆေးတွေထည့်ထားပြီးအင်ကြီးကအဲ့ဒီရုပ်တုကိုစားလိုက်တဲ့အခါအိပ်ပျော်သွားဖို့ပါပဲအဲ့ဒီအချိန်ကျမှသူတို့ကအိမ်ထဲကိုဝင်ပြီးမီးလင်းဘိုကိုရေတင်နဲ့တွေနဲ့ငိမ့်တက်ကြမှာပါဘာကြောင့်လဲဆိုတော့မီးလင်းဘိုဟာအင်ကြီးရဲ့နှလုံးသားလို့သူတို့ကယူဆထားလို့ပါလူရုပ်တုကအိမ်သားကိုရောက်သွားတဲ့အခါအင်ကြီးကတကယ်ပဲအစားလို့ထင်ပြီးဝါမျိုးလိုက်ပါတယ်ဒါပေမဲ့အစီအစဉ်အောင်မြင်တော့မဲ့အချိန်မှာပဲစောစောကထွက်သွားတဲ့ရဲကားကပြန်ရောက်လာပြီးသူတို့ကိုဟန့်တားပါတော့တယ်ရဲသားကသူတို့ကိုကားထဲမှာတောက်ခတ်ထားခဲ့ပြီးအင်ကြီးရဲ့နေမြေထဲကိုဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူဟာသူ့ရဲ့မိုင်းမဲမှုအတွက်မကြခင်မှာပဲနောင်တရသွားရပါတယ်မျက်ခင်းအောက်မှာတခုခုလှုပ်ရှားနေတာကိုသူသတိထားမိလိုက်ပါတယ်သူဘာမှမလုပ်နိုင်ခင်မှာပဲတစ်ပင်ကြီးတစ်ပင်ကသူ့ကိုမတင်လိုက်ပြီးတစ်ဖက်မှာလည်းဝါဖြိုးတဲ့ရဲသားကြီးဟာအင်ကြီးရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတော့တယ်ရဲသားနှစ်ယောက်လုံးဟာအင်ကြီးအတွက်အစာဖြစ်သွားခဲ့ရပါပြီဘိုက်ဝသွားရင်အင်ကြီးကစက်မတိုက်ခိုက်တော့ဘူးလို့သူတို့ထင်ခဲ့ရင်မဲ့အင်ကြီးကသူတို့ရှိနေတဲ့ရဲကားကြီးကိုပါမတင်လိုက်ပါတယ်ကံကောင်းတာကသူတို့၃ယောက်ဟာကားကိုအင်ကြီးမစားခင်မှာအချိန်မီခုန်ထွက်နိုင်ခဲ့ပါတယ်ကားကြီးကိုစားပြီးတဲ့နောက်မှာတော့အင်ကြီးဟာဘိုက်ဝပြီးအိပ်ပျော်သွားတဲ့ပုံစံမျိုးနဲ့မူလအတိုင်းပြင်းပြင်းတက်သွားခဲ့ပါတယ်အခုသူတို့အတွက်အရေးကြီးဆုံးကတော့အင်ကြီးရဲ့နှလုံးသားကိုရှာပြီးဖျက်ဆီးဖို့ပါပဲဒါမှသာသူတို့ဒီအင်ကြီးတွေကနေလွတ်မြောက်နိုင်မှာပါနှလုံးသားကိုလက်ရှာနေတော့မှသူတို့ဟာရမ်းမှုတချို့ကိုတွေ့ရှိခဲ့တယ်လို့ DJ ကလည်းအဖိုးကြီးဟာသူတို့ကိုအမြဲစောင့်ကြည့်နေခဲ့တာကိုသိသွားခဲ့ပါတယ်ဒါအပြင်အဖိုးကြီးနဲ့သူ့ဇနီးတို့ရဲ့တပ်ပုံတွေကိုလည်းတွေ့ခဲ့ရပါတယ်ပုံပြင်တွေရတော့အဖိုးကြီးကသူ့ဇနီးကိုအတင်းစာကျွေးပြီးဝတ်အောင်လုပ်ကစားပစ်လိုက်တယ်လို့ဆိုကြပါတယ်အဲ့ဒီအချိန်မှာပဲမိုက်ကနှလုံးသားကိုတွေ့ပြီးလို့អော်လိုက်ပါတယ်သူတို့ကအဲ့ဒီနေရာကိုတင်းနဲ့ပြစ်လိုက်တဲ့အခါမှာတော့မီးလင်းဘိုကမီးကငြိမ်းမသွားတဲ့အပြင်ကျန်းပြင်းအောက်ကနေတနွေးလိုမျိုးအရေတွေပန်းထွက်လာပါတယ်ဒါဟာအင်ကြီးရဲ့အာဒီဖြစ်နေတာကိုဂျန်နီကရိပ်မိလိုက်ပါတယ်အာဒီကိုသွားပြီးထိလိုက်မိတဲ့အတွက်အင်ကြီးကအန်ချဖို့စူးစမ်းနေတာပါသူမပြောလို့လဲအဆုံးမှာတော့သူတို့၃ယောက်လုံးအခန်းထဲကနေမြေအောက်ခန်းထဲကိုတန်းတန်းမတ်မတ်ပြုတ်ကျသွားပါတော့တယ်ပဲ့သားတွေအင်ကြီးရဲ့မြေအောက်ခန်းထဲကိုရောက်သွားတဲ့အခါအရင်ကအင်ရှိမှာအလုခံခဲ့ရတဲ့အယုတ်တွေကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ကြီးမားတဲ့တန်လောင်အင်ကြီးတစ်ခုကိုတွေ့လိုက်ရပြီးအဲ့ဒီအပေါ်မှာအေယာမမျိုးသမီးကြီးကွန်စတန်တိုင်းလို့ရေးထားတာကိုတွေ့လိုက်ရပါတယ်လောင်အိမ်တကားကတော့ခလောက်ကြီးကိုမြင်တဲ့အခါ DJ ကသူကောက်ရထားတဲ့တော့ကိုတတိယပြီးဖွင့်လိုက်ပါတယ်လောင်အိမ်ထဲမှာတော့ကွန်စတန်တိုင်းရဲ့အလောင်းရှိနေခဲ့တာပါ DJ ကမတော်တဆအလောင်းပေါ်ကိုပြုတ်ကျသွားတဲ့အခါကွန်ကရစ်တွေကွဲထွက်သွားပြီးသူမရဲ့အယိုးစုကြီးပေါ်လာခဲ့ပါတယ်ဒီလှုပ်ရှားမှုကြောင့်အင်ကြီးကနိုးလာပြီးစပရိန်တွေနဲ့မိုက်ကိုဖမ်းဆွဲလိုက်တယ်လို့ဂျန်နီကိုလည်းပိုက်လုံးတွေနဲ့ဆုပ်ယူဖို့စ조사ပါတော့တယ် DJ ကသူငယ်ချင်းတွေကိုကယ်ဖို့စ조사ပေမဲ့အင်ကြီးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြန်ပါတယ်သူတို့အားလုံးအင်ကြီးရဲ့အစာဖြစ်တော့မဲ့အရေးကြီးတဲ့အချိန်မှာပဲဂျန်နီကအင်ကြီးရဲ့အာဒီကိုအတင်းလောက်ခါပြီးလှုံ့ဆော်လိုက်တဲ့အတွက်အင်ကြီးကသူတို့အားလုံးကိုပြန်ထုတ်လိုက်ပါတယ်ဒီစွန်စားကန်းကြောင့်သူတို့တွေအသက်ပေးကတီတီလေးလွတ်ခဲ့ရပြီးစိတ်ဝမ်းကွဲကဖွဲ့ပြတ်သွားခဲ့ပါတယ်ဒါပေမဲ့ DJ အိမ်ပြန်တဲ့လမ်းမှာလူနာတင်ကားတစ်စီးနဲ့တိုက်မိမလို့ဖြစ်သွားခဲ့ပြီးအဲ့ဒီကားပေါ်ကဆင်းလာတာကတော့အဖိုးကြီးပဲဖြစ်နေပါတယ်အဖိုးကြီးမတည်သေးတာကိုသိရလို့ DJ ကအယမ်းဝမ်းသာသွားခဲ့ပါတယ်ဒါပေမဲ့အဖိုးကြီးကတော့ဟာလိုဝင်းညမှာကလေးတွေအပြင်ထွက်နေကြတာကြောင့်အယမ်းစိုးရိမ်နေခဲ့ပါတယ်သူကအင်ကြီးစီကိုအေးအေးဆေးဆေးလမ်းလျှောက်သွားတဲ့အခါအင်ကြီးကလည်းသူ့ကိုဝမ်းသာအားရကြိုဆိုနေခဲ့ပါတယ်ဒါကိုမြင်မှပဲ DJ ကအင်ကြီးရဲ့ဇက်မြစ်ကိုအကုန်နားလည်သွားပါတော့တယ် DJ ကအဖိုးကြီးစီကိုအပြေးလွှားသွားပြီးကွန်စတန်တိုင်းကြောင့်အမှန်တိုင်းပြောပြခဲ့ပါတယ်အဖိုးကြီးကငါသူမကိုအယမ်းချစ်တာပါငါသူမကိုမတက်ခဲ့ပါဘူးလို့ဝမ်းနဲ့တကြီးပြောပြပါတယ် DJ ကအရင်ကအဖိုးကကျွန်တော်တို့ကိုကာကွယ်ပေးခဲ့တာအခုတော့ကျွန်တော်တို့ကအဖိုးကိုပြန်ကာကွယ်ပေးပါရစေလို့ပြောပြီးအင်ကြီးကိုလက်လွတ်ဖို့ဖြောင်းဖြခဲ့ပါတယ်ဒါကိုအင်ကြီးကကြားသွားတဲ့အခါအကြီးကျယ်ဒေါသထွက်ပြီးမြေပြင်ကနေရုံးထွက်ကကလေးတွေကိုတက်ဖို့လိုက်ပါတော့တယ်သူတို့တွေအသက်လူပြေးရင်စွန့်ပစ်ထားတဲ့လုပ်ငန်းခွင်တစ်ခုစီကိုရောက်သွားပါတယ်အဲ့ဒီမှာအဖိုးကြီးကအင်ကြီးကိုတားဆီးလိုက်ပါတယ်အင်ကြီးကသူ့ကိုဘသူကမှနာကျင်အောင်လုပ်မှာမဟုတ်ဘူးလို့ယုံကြည်ထားတဲ့အဖိုးကြီးကိုကြည့်ပြီးဝမ်းနဲ့တကြီးဟိန်းဟောက်လိုက်ပါတယ်အဖိုးကြီးကအင်ကြီးကိုနောက်ဆုံးအချိန်ပုတ်တက်နှုတ်ဆက်ပြီးရမ်းမှုတွေနဲ့ဖောက်ခွဲဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့အင်ကြီးကအတိစိတ်လွတ်သွားပြီးအဖိုးကြီးကိုဖမ်းဆွဲလိုက်ပါတယ်အဲ့ဒီအချိန်မှာမိုက်ကမြေတူးဆက်ကြီးကိုမောင်းပြီးရောက်လာကအင်ကြီးကိုပြန်တိုက်ခိုက်ပါတော့တယ် DJ ကအခွင့်အရေးကိုတုံးပြီးအဖိုးကြီးစီကရမ်းမှုတွေကိုယူလိုက်ပါတယ်အင်ကြီးရဲ့မီးလင်းဘိုကနှလုံးသားဖြစ်တာကြောင့်အဲ့ဒီတဲကိုရမ်းမှုပစ်ထည့်ဖို့သူကဆုံးဖြတ်လိုက်ပါတယ်သူတို့တွေ grain symbol ကိုတက်ပြီးအင်ကြီးကိုမြှောက်ခေါ်လိုက်ပါတယ်တိုက်ပွဲအတွင်းမှာမြေတူးဆက်ကြီးကမြောင်းနဲ့ပြုတ်ကျသွားပြီးအင်ကြီးလည်းအပိုင်းပိုင်းကွဲသွားခဲ့ပါတယ်ဒါပေမဲ့အင်ကြီးကပြန်လည်ပေါင်းဆက်လာပြီးပုံမကြောက်မဖွယ်ကောင်းတဲ့ပုံစံနဲ့မြေတူးဆက်ကိုဝါမျိုးလိုက်ပါတယ် DJ ကအမြင့်ကြောက်စိတ်ကိုဂျန်နီရဲ့အားပေးမှုနဲ့ကြော်လွှားပြီးရန်အိတ်ကိုအင်ကြီးရဲ့မီးလင်းဘိုတဲကိုတဲ့တဲ့ကြီးပစ်ထည့်လိုက်ပါတော့တယ်ပြင်းထန်တဲ့ပောက်ကွဲမှုကြီးနဲ့အတူအင်ကြီးဟာပြားဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ပောက်ကွဲမှုအပြီးမှာတော့ကွန်စတန်တိုင်းရဲ့ဝိညာဉ်ဟာအဖိုးကြီးကိုနှုတ်ဆက်ပြီးကောင်းကင်ဘုံကိုထာဝရထွက်ခွာသွားပါတော့တယ်